United ငယ်မြို့ကလေးရှိရာငါတို့ပြန်လာကြပြီဒီလိုနဲ့အစပြုခဲ့တယ်ဒီလိုနဲ့ကျွန်တော်တို့လာမယ့်ရပြီဘသူတွေထပ်ရောက်လာအောင်မလဲဆိုတဲ့သိလို့မှုတွေဒီလောက်နဲ့ဘာဖြစ်အောင်မလဲဆိုတဲ့ပရိဒီဝါမိကွန်းတွေအားလုံးကိုလဲကြားကိုလဲပြောနေပေမဲ့တကယ်တော့ဒါဟာကောင်းသောစတင်ခြင်းပါပဲမာတီယက်ကိုညာရောက်လာခဲ့ပြီဘရာဇီးသားကိုညာဟာမန်ယူဂျာစီဝတ်ဆင်ပြီးမျက်နှာတွေတောင်နှီးမြန်းလို့ပေါ့သူ့အတွက်ဒါကအိမ်မက်ဆန်ခဲ့ပါတဲ့ထုံးစံအတိုင်းပဲအဲ့ဒီအိမ်မက်ထဲဘာဝန်သေးဆောင်ဖို့မစောင့်နိုင်ဘူးဖြစ်ရပါတဲ့မင်းစကလုံးတွေကမစိုးပါလားဒါပေမဲ့အဲ့ဒီစစ်သက်ဘူးတွေမဖောက်သေးလဲမင်းကြော်ဖို့အဲ့ထဲကဝင်းမလီကိုညာကိုငါတို့ချစ်ပါတယ်ဒီမှာကိုညာရဲ့ငါတို့လက်နဲ့မချပါဘူးသို့တော့ငါတို့ကိုငါတို့သိခဲ့ပါတယ်ဒါမှမဟုတ်သိလာပါတယ်အထွေထွေအပြပြခမ်းနားမှုတွေကိုငါတို့ချွတ်ချလိုက်ပါတယ်ချန်ပီယံမြင့်ခွာတန်းတွေတိတ်ဆိတ်သွားပုံအကြောင်းငါတို့ပြန်လဲနားဆင်ကြတယ်ကိုညာကြီးမင်းသိခဲ့တဲ့ငါတို့သမိုင်းကိုဘယ်သူမှပြောင်းလဲလို့မရပါဘူးမန်စီးတီးရဲ့မိုးပြရောင်မြားတွေ400ပြီဆက်တဝေါဝေါရွာသွန်းခဲ့လေသူတို့ဟာငါတို့ရဲ့ကြော်ကြားမှုကိုရနိုင်ခဲ့လို့လားလူတမောင်းများစွာဟာငါတို့ကိုချစ်နေကြတော့ပဲပေါ့ဆိုတာကငါတို့ကိုယ်တိုင်ပဲအဲ့ဒီအချစ်ထဲကနှုတ်ထွက်နေကြတာဖြစ်တယ်ငါတို့ဟာတရားသည်ချင်းမျော်တော်ရောင်တီးတွေဆိုကြတယ်ငါတို့ဟာကိုယ့်ဘောလုံးနဲ့ကိုငွေရထားနေတောင်တန်းကြီးများစီအမြဲပြန်နေရတယ်ငါတို့ဟာဘယ်တော့မှမလျှော့တိုးတော့ငါတို့ဟာဘာမှမဖြစ်အဲ့ဒီမှားရင်နေမှုကြီးကိုငါတို့အခုတော့သိပြီထင်ပါတယ်ငါတို့ဟာအစင်လာရှိခဲ့သောပရီးမီးယားလိဂ်ပလင်ပေါ်မှာအောင်မြင်ဆုံးဓာတ်တန်လေးကိုဝင်ခဲ့ဘူးသောတန်းတက်အသင်းလေးပေါ့အခုတော့လီဗာပူးလည်းနောင်တော်ကြီးအသင်းဖြစ်တယ်ချက်စီဂိတ်ကိုဖျက်တဲ့အခါသွားပြီနော်ကိုလေးလို့ဟောခဲ့မယ်ငါတို့ဟာအသစ်ကလေးပါဒါပေမဲ့အဲ့ဒီအသစ်ကလေးကိုမင်းကြီးလိုက်ရင်အမိုးရင်ပွတ်သက်ဆန်းဟာထွက်လာမယ်ဘရူနိုရဲ့ပွဲသိမ်းတိုက်ွက်တွေလည်းမြင်ရကောင်းပါရဲ့တွန့်လိန်နေတဲ့မာတီနက်စ်ဟာတင်းငင်သောကာကွယ်မှုတွေရဲ့ဦးစီးပဲဒီအာဂျင်တိုင်းခန္တာကြီးကိုတကယ်ရမှာလားမသိကြသေးပေမဲ့သတင်းတွေကအတိုင်းပဲငါတို့ပူးပေါင်းခဲ့ကြမယ်ဆိုရင်ပေါ့သိကြတာကတော့အိုနာနာရဲ့ဟာရရရှင်စည်းတွေထပ်မံထုတ်လွှင့်ကြတော့မယ်မဟုတ်တာပါပဲငါတို့ဟာဘဝနာခဲ့သောလူသိမ်လူငွေလေးများပမာရဲရင်ခက်ထန်ကြတော့မယ်ကြည့်ကြပြီငါတို့ဟာပရီးမီးယားလိဂ်ဖလားကိုတရားဒီမှာပြန်ယူမယ်လဲမအပ်မဆက်မကြွေးကြော်တော့ပဲပေါ့အဖေဖလားကိုရမယ်လားမရဘူးလားအဲ့ဒါတော့အခြားသောဆုလက်တစ်ခုဖြစ်စေမယ်အရေးကြီးတာကငါတို့ဟာအထိတ်ဆုံး၄သင်းနဲ့ပြန်ရောက်ရမယ်ဒါဟာငါတို့ဇာတိပဲငါတို့ပျော်ရွှင်ခဲ့ကြငယ်ရွယ်ခဲ့ကြလှုပ်တိုင်းဖြစ်ခဲ့ကြအဲ့ဒီမြို့ကလေးရှိရာငါတို့ပြန်လာကြမယ်ဒီနေ့မှာဘယ်ဥရောပပွဲမှာကစားဖို့မရှိတာဟာရှက်ဖွယ်ပေါ့ငါတို့လက်ခံပါတယ်ဒါပေမဲ့အဲ့ဒါကပဲငါတို့လိုအသက်ကလေးတွေအတွက်လက်နဲ့ပဲအောင်စီအောင်မောင်းပဲလမ်းပြမြေပုံပဲပရီးမီးယားလိဂ်ပွဲစဉ်တိုင်းကိုဘိုးလူပွဲလူကစားဖို့ငါတို့အစင်သစ်ဖြစ်ခဲ့ပြီကိုညာရီဒီနေ့မန်ယူဟာစန်တိုဝါဝါစံလျားတွေကိုမထိခတ်တော့ပါဘူးကစားသမားကောင်းတယောက်တော့ဖြစ်လာမှာပါလို့စိတ်ရှိပြီးအသင်းကညံ့တဲ့ညံ့လာမယ်အဖြစ်မျိုးငါတို့မလိုအပ်ကြတော့ဘူးဒီနေ့ဟာမိမိကိုယ်ကိုယုံကြည်သူတွေရဲ့နှစ်ပဲဒီနေ့ဟာချက်ကားထားတဲ့မျော်လင့်ချက်တွေကိုဖောက်ချပစ်ပြီးပဂရိမြက်ခင်းတွေကိုငုံနှမ်းကြဖို့ဖြစ်တယ်တယောက်ချင်းစီရဲ့တေးကြခိုင်မာမှုများအပေါင်းအစုဟာငါတို့ရဲ့လာမယ့်နှစ်ဇဲလက္ခဏာဖြစ်တယ်ဒီမှာဂါနာချိုကိုလည်းငါတို့ဖြည့်လျှော့ပေးလိုက်ကြတော့မယ်ဒေါက်တာလေးဟာသူ့တက်လန်းကိုသူ့ချေအိတ်နဲ့ပုတ်တက်နေပါစေသာအန်တိုနီကိုအငှားနဲ့ထပ်ခေါ်ပြရစီလဲလာမလုပ်နဲ့တော့ဘက်တက်ဘက်ကမဝဲနိုင်ရင်ဝဲနိုင်သူတွေစီငါတို့ဈေးဖွင့်လှစ်ထားမယ်ငါတို့ဟာမင်းလိုမျိုးကိုယ့်ဘော်လုံးနဲ့ကိုယ့်အသင်းသာအဓိကကစားသမားမျိုးတွေပဲလိုအပ်နေတာပေါ့ယော်ဂီယက်လည်းဖြစ်ချင်းဖြစ်မယ်အဲ့ဒါအမ်ဘူမိုလို့ခေါ်တယ်လို့ဖြစ်နိုင်တာပါပဲငါတို့ဟာအပြင်လေးတွေကိုမောင်းထုတ်ပြီးအသစ်ကပြန်စကြစို့ဟုတ်ဘူးမင်းအပါဝင်ငါတို့ရောအိုးထရက်ဖို့ကြီးရောအားလုံးအသစ်တွေဖြစ်တယ်မိတ်ဆွေခမရလဲစိတ်ပါရင်မန်ယူအသစ်ကလေးကိုမင်းကြီးလိုက်ပါကျွန်တော်ကအန်ဂျယ်မင်းဖြစ်ပါတယ်
။